วัสดีครับမင်္ဂလာပါဒီဗီဒီယိုလေးကကျွန်တော် channel ရဲ့ပထမအဆုံးဗီဒီယိုလေးဖြစ်လိမ့်မယ်ဒီ channel လေးကနေပြီးတော့ကျွန်တော်တည်ထားတတ်ထားတဲ့ထိုင်းစကားတွေကိုကျွန်တော်ရဲ့ညီကိုမောင်နှမတွေအတွက်ပြန်လည်မျှဝေပေးမယ်ပထမဆုံးအနေနဲ့ထိုင်းနိုင်ငံကိုရောက်လာတဲ့ကျွန်တော်တို့မဖြစ်မနေတည်ထားမယ်ထိုင်းစကားလုံးတွေနဲ့မျှဝေပေးပါမယ်စဝတ်ဒီဆိုတဲ့စကားလုံးမှာဒီစကားလုံးကတော့လူတိုင်းနှိပါတီးလောက်မယ်လို့မျှော်လင့်ပါတယ်ဒီနေရာမှာနည်းနည်းလောက်ထည့်ပြောချင်တာကကျွန်တော်ရဲ့ဒီဗီဒီယိုတွေကမြန်မာလိုရေးထားတဲ့အတန်ထွက်တွေကိုကြည့်ပြီးတော့ like ဖတ်တာထက်ကျွန်တော်အတန်ကိုပဲတေချာလေးနားထောင်ပြီးလေ့ကျင့်စေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တချို့စကားလုံးတွေကမြန်မာစာနဲ့ရေးပြလို့မရနိုင်လို့ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စဝတ်ဒီမင်္ဂလာပါဆိုတဲ့စကားလုံးဖြစ်ပါတယ်။တကယ်လို့ယောက်ျားလေးဆိုရင်တော့စဝတ်ဒီครับ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 နှစ်မျိုးလုံးသုံးလို့ရပါတယ်ကြိုက်တာနဲ့သုံးပါသူ့ရဲ့အဓိပ္ပာယ်ကတော့မင်္ဂလာပါခင်ဗျာလို့အဓိပ္ပာယ်ရပါတယ်အကယ်၍ဒီနေရာမှာမင်္ဂလေးဖြစ်မယ်ဆိုရင်တော့ခနဲ့သုံးမယ်နော်စဝတ်ဒီခစဝတ်ဒီခမင်္ဂလာပါရှင်လို့အဓိပ္ပာယ်ရပါတယ်ဒီစကားလုံးတွေကထိုင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုကိုဖော်ပြတဲ့စကားလုံးတွေဖြစ်လို့အရန်ရေးကြည့်ပါတယ်နှုတ်ဆက်တတ်အောင်လည်းလေ့ကျင့်ပါရှက်လည်းမရှက်ပါနဲ့နော်ကိုကသူတို့ကိုစဝတ်ဒီလို့နှုတ်ဆက်လိုက်တာဟာသူတို့ရဲ့ရိုးရာယဉ်ကျေးမှုကိုလိုက်နာတဲ့သဘောဖြစ်တယ်လို့ကိုကဖော်ရွေတတ်တဲ့လူလို့ပြသလိုက်တာနဲ့အတူတူပါပဲဟုတ်ပြီပြန်ပြောမယ်နော်စဝတ်ဒီစဝတ်ဒီမင်္ဂလာပါယောက်ျားလေးဆိုရင်စဝတ်ဒီครับ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 မင်္ဂလာပါခင်ဗျာမိန်းကလေးဆိုရင်တော့စဝတ်ဒီခစဝတ်ဒီခကျွန်တော်တို့ဘယ်နေရာမှာပဲနေကျွန်တော်တို့နေ့စဉ်အစားစားတော့စားကြရမှာပဲအဲ့တော့ဈေးဝယ်မှရမယ်ပေါ့ဈေးဆိုင်ရှိကိုရောက်သွားတယ်ဈေးတဲ့မိန်းကလေးကိုတွေ့တယ်မဲခါครับမဲခါครับဈေးတဲ့ခမရပေါ့နော်မဲခါခမဲခါခဈေးတဲ့ရှင်တကယ်လို့ဈေးတဲ့ကအမျိုးသားဆိုရင်တော့พ่อขาครับพ่อขาครับဈေးတဲ့ခမရพ่อขาค่ะพ่อขาค่ะဈေးတဲ့ရှင်อันนี้เท่าไหร่ครับอันนี้เท่าไหร่ครับดีหาบเล่าแลอันนี้ดีหาเท่าไหร่ครับบเล่าแลคำยาอันนี้เท่าไหร่ครับดีหาบเล่าแลคำยาอันนี้เท่าไหร่ค่ะอันนี้เท่าไหร่ค่ะดีหาบเล่าแลเชนမင်္ဂလေးဆိုရင်တော့အတန်လေးနည်းနည်းပြော့သွားတယ်နော်ခဆိုပြီးတော့သုံးပါတယ်နော်ဒီနေရာမှာနည်းနည်းလောက်ထပ်ပြောချင်တာကအထူးသဖြင့်ယောက်ျားလေးတွေပေါ့နော်စကားပြောတဲ့အခါမှာครับဆိုတဲ့စကားလုံးကအသုံးနေပါတယ်ညာတော့အဖြစ်လက်တွေ့ဘဝမှာครับဆိုတဲ့စကားလုံးနဲ့သုံးတယ်နော်ครับဒီစကားလုံးကိုပဲအများဆုံးသုံးကြပါတယ်ဟုတ်ပြီကျွန်တော်တို့ဆက်ကြအောင်ကျွန်တော်တို့ပစ္စည်းတစ်ခုကိုလက်ကလေးနဲ့ထောက်ပြလိုက်မယ်อันนี้ดีဟာอันนี้ดีဟာเท่าไหร่บเล่าแลเท่าไหร่บเล่าแลဒီနေရာမှာလဲเท่าไหร่လို့ပြောလို့ရတယ်နော်เท่าไหร่บเล่าแลကိုကနောက်တစ်ခုကိုတစ်ဆက်ထဲမေးချင်တယ်ဆိုရင်อันนั้นล่ะครับ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 ဟိုဟာကရောဘเล่าแลလို့မေးလိုက်တာနဲ့အတူတူပါပဲဒါပေမဲ့อันนี้เท่าไหร่ครับလို့မေးပြီးမှပဲอันนั้นล่ะครับอันนั้นล่ะครับဒီလိုမေးလို့ရမှာဖြစ်ပါတယ်ကိုကအစားကလေးကဟိုဟာလေးကဘလောက်လဲလို့မေးချင်တယ်ဆိုရင်อันนั้นเท่าไหร่ครับอันนั้นเท่าไหร่ครับอันนั้นเท่าไหร่ค่ะอันนั้นเท่าไหร่ค่ะอันนั้นဟိုဟာเท่าไหร่ပဲလောက်လဲอันนั้นเท่าไหร่ဟိုဟာဘလောက်လဲသင်ခန်းစာအဆက်တွေထပ်တင်ပေးပါဦးမယ် channel အသစ်လေးဖြစ်လို့ဒီဗီဒီယိုလေးကသင်အတွက်အဆင်ပြေတယ်ဆိုရင် like subscribe လေးလုပ်ပေးသွားကြဖို့တောင်းဆိုပါတယ်စวัสดีครับအားလုံးပဲမင်္ဂလာပါခင်ဗျာနောက်ထပ်သင်ခန်းစာတွေမှာပြန်တွေ့ကြပါသေးတယ်